ဖေးတဲ့များတော့ပဲမင်္ဂလာပါရှင် Starlight Day Story Channel ကနေပြီးတော့အားလုံးကိုပြန်လေးကြိုဆိုလိုက်ပါတယ်ဒီတစ်ခါပြောပြပေးခြင်းတဲ့ဇလန်းအကြောင်းအရာလေးကတော့တဏှာရာကလောဘစိတ်တွေဖုံးလွှမ်းနေတဲ့လူဝေလဲယဟန်တစ်ပါးရဲ့အကြောင်းအရာလေးကိုပြောပြပေးခြင်းပါတယ်ယဟန်ဝတ်ဖို့သင်္ကန်းယုံဖို့ဆိုတာမခက်ပေမဲ့ကောင်းတဲ့ယဟန်တစ်ပါးဖြစ်ဖို့ကတော့အယမ်းပဲခက်ခဲပါတယ်တောင်ပန်းဒေသကနာမည်ကြီးဖုံးတော်ကြီးကျောင်းတစ်ကျောင်းမှာဥပဇင်ဥကန်ဆိုတဲ့ကျောင်းတိုင်ဖုန်ကြီးတစ်ပါးဘွားနဲ့သတင်းသုံးနေတဲ့ဖုန်ကြီးတစ်ပါးရှိခဲ့ပါတယ်။ဥပဇင်ကြီးဥကန်ဟာတက္ကမတွေအပေါ်ဩဇာညင်ညောင်းတဲ့ဥပဇင်တစ်ပါးဖြစ်ပြီးတော့လူများကိုယုံကြည်သက်ဝင်လာအောင်စီယုံနိုင်တဲ့ဓမ္မဂတိကတစ်ပါးလည်းဖြစ်ပါတယ်။တရားတရားထက်သန်မှုတွေများပြားလွန်းလို့လူတွေအားလုံးကသူတို့ရဲ့စီးစိမ်ဥစ္စာတွေကိုတခုမှကြံအကုန်ကြောင်းအတွက်အပြည့်အဝပေးလူဖို့စွမ်းဆောင်မှုဆိုတာကမခက်ခဲလာပါဘူး။အဲဒီကြောင့်ကိုတနေ့လှူဒန်းတဲ့အလှူငွေနဲ့ကထိန်ဝါဆိုသင်္ကန်းစားတဲ့အလှူငွေတွေဟာသိန်းပေါင်းများစွာရှိခဲ့ပါတယ်။မြောက်ပိုင်းအရှေ့မြောက်ပိုင်းဒေသတွေမှာအစိုးရလှုပ်သွားလို့ကြတဲ့တပြည့်တာရကမတွေကလည်းဥပဇင်ဥကန်ရဲ့တရားအားကြောင့်ကထိန်အလှူပွဲတွေအတွက်မပြတ်မကွက်လာရောက်လှူဒန်းလိရှိကြပါတယ်။ဒီလိုနဲ့ပထမပိုင်းမှာတော့ဥပဇင်ကြီးကအလူငွေတွေရဲ့ရည်ရွယ်ချက်အတိုင်းလိုက်နာခဲ့ပေမဲ့နောက်ပိုင်းမှာတော့ငွေတွေကတိုးပွားလာပြီးတော့ဗန်းငွေတွေများလာတဲ့အခါမှာတော့ဥပဇင်ရဲ့လောဘနဲ့တဏှာကတဖြည်းဖြည်းနဲ့တိုးပွားလာခဲ့ပါတယ်။ဥပဇင်ကသူ့ရဲ့လောဘတွေကြောင့်ဗန်းတွေကငွေအပ်ထားတဲ့ချေးငွေတွေကိုလုပ်ငန်းကိုစတင်ပြီးတော့လှုပ်ဆောင်ပါတယ်။ဒါဟာရဟန်းတစ်ပါးအနေနဲ့လုံးဝမလုံးသင့်တဲ့အရာတစ်ခုပါ။ဥပဇင်ဥကန်ကလူပုဂ္ဂိုလ်တွေကိုပါငွေချေးခဲ့ပါတယ်။သူကချေးတဲ့သူတွေဆိုရင်ပုံမှန်အတိုးနှုန်းထက်ပုံမမြင်မာတဲ့အတိုးနှုန်းကိုကောက်ခံခဲ့ပါတယ်။ဒါကိုလူအများကလူတွေကိုအခွင့်ကောင်းယူတာပဲလို့မြင်ကြပေမဲ့ဥပဇင်ကြီးကတော့ဒါကကိလေသာအငြိကြီးအားလုံးကိုဆွတ်လွတ်ပြီးလို့ဆိုတဲ့မြတ်စွာဘုရားရဲ့သားတပည့်တစ်ပါးအနေနဲ့မလုံးသင့်တဲ့အလုပ်ကိုလုပ်နေခဲ့တာပါပဲ။ဥပဇင်ကြီးရဲ့ဒါရကတက္ကမတွေကအတိုးနဲ့ငွေချေးတဲ့ကိစ္စကိုစိုးရင်တကြီးမေးမြန်းကြတဲ့အခါတိုင်းဥပဇင်ကြီးကရိယညံနဲ့ခြေပလေးရှိပါတယ်။ဒီငွေတွေကဒုက္ခရောက်နေပြီးတော့ငွေရှာမတွေ့တဲ့သူတွေကိုကူညီဖို့ပဲ။သူတို့ကအတိုးပေးတာငါကိုယ်တိုင်ယူပြီးတော့ပတ်စံအိတ်ထဲထည့်ထားတာမှမဟုတ်တာ။ကျောင်းကိုပဲနောက်မှပြည့်စုံထည့်မှာပေါ့။ပြီးတော့ဥပဇင်တို့ကျောင်းဆောက်ဖို့ဆိုတာကလေဒီငွေလေးနဲ့ဘယ်လိုလုပ်လုံလောက်မှာလဲခဏစုပြီးတော့လိုအပ်တာတွေအကုန်ထည့်ပြီးတော့မှစောက်ရမယ်လေဒါမှကျောင်းအတွက်အချိန်မဖြုံးရရောက်မှာပေါ့ဒီလိုရှင်းပြလိုက်တဲ့အခါမှာတော့မိကုံးထုတ်တဲ့လူအများစုကဘာမှဆက်မမေးနိုင်တော့ဘဲနဲ့ငြိမ်သက်သွားခဲ့ကြရပါတယ်ဒီလိုနဲ့တဖြည်းဖြည်းဥပဇင်ကြီးကငွေချေးပြီးတော့အတိုးယူတာအပြင်နောက်ထပ်ကျူးလွန်ပြီးတဲ့ရဟန်းဝင်ကြီးချိုးဖောက်မှုတစ်ခုကတော့ထီကနန်းပေးတဲ့အလုပ်ပါပဲဥပဇင်ကြီးဥကဟာထီကနန်းပေးတဲ့နေရာမှာအလွန်တော်တဲ့ဖုန်ကြီးအဖြစ်နာမည်ကြီးလာပြီးတော့သူ့ကိုလာတွေ့တဲ့လူအများစုကထီပေါက်လို့ရှိတယ်လို့ဆိုကြပါတယ်ထီကနန်းပေးတဲ့နေရာလည်းရိုးရှင်းပေမဲ့နီးပရိရဲ့ရှိပါတယ်ဥပဇင်ကကနန်းတွေကိုစက်ကုအပိုင်းလေးတွေပေါ်မှာရေးပြီးတော့အဲ့ဒီစာရွက်အတိုင်းမှာကနန်းတွေကမတူကြပါဘူးအဲ့ဒီကနန်းယူတဲ့သူဟာအခြားသူတွေကိုလုံးဝမပြရဘူးလို့မိန့်ပါတယ်ပြလိုက်ရင်အစီရင်ပြက်ပြီးတော့အကျိုးမပေးတော့ဘူးလို့ဆိုပါတယ်ကနန်းတစ်ဆောင်ယူရင်တော့ငွေလူရန်ရပါတယ်ပေါက်ရင်တော့ကိုယ်တရားရဲ့အတိုင်းကထိန်အလှလုပ်ရမယ်လို့ပြောပါတယ်လူအယောက်100လာရင်ကနန်း100ပေးလိုက်တာမို့ကံကောင်းတဲ့သူတချို့ကတော့ထီပေါက်တာပုံမှန်ပဲဖြစ်ပါတယ်အဲ့ဒီပေါက်တဲ့သူတွေကပဲသတင်းဖြန့်ပြီးတော့ဥပဇင်ကြီးဥကန်ကထီကနန်းအလွန်မှန်တဲ့ဖုန်ကြီးလို့နာမည်ကျော်သွားခဲ့ပါတော့တယ်ဒီလိုနဲ့အချိန်ကြာလာတာနဲ့မြဥပဇင်ကြီးဥကန်ကငွေကုန်အရှိန်အုံနဲ့ချီးမွမ်းခြင်းစတဲ့လောကီစီးပွားအားလုံးပြည့်စုံတဲ့ယဟန်တစ်ပါးဖြစ်လာခဲ့ပါတော့တယ်တချိန်ကမြတ်စွာဘုရားကိုအသက်ပေးလူမယ်သာသနာ့ဘောင်မှာပဲနေတော့မယ်ဆိုတဲ့ရည်မှန်းချက်တွေဟာတဖြည်းဖြည်းနဲ့မိမ့်လာခဲ့ပါပြီဒါတွေကိုမြတ်စွာဘုရားရှင်ကတဏှာလို့ခေါ်ဆိုခဲ့ပါတယ်။အဲ့ဒီတဏှာဟာဥပဇင်ကြီးဥကန်လို့ယဟန်တော်တွေရဲ့စိတ်ကိုပါကြီးစိုးနိုင်ခဲ့ပါတယ်။တချို့တပြည့်တာရကတွေကဥပဇင်ကြီးရဲ့အကြောင်းကပစ္စည်းတွေကအရန်ပေါ်များပြီးတော့စိန်ချနေတာကိုမေးခွန်းထုတ်တဲ့အခါမှာလေဥပဇင်ကြီးကရခင်နီးတူပဲပြန်ပြီးတော့ခြေပါခဲ့ပါတယ်။ဒါတွေကဒါကဓကမတွေလားလူတာလက်မခံလို့လည်းမရဘူးလေ။သူတို့ရဲ့တရားတရားပျက်စီးမှဆိုလို့လက်ခံရတာဥပဇင်လည်းဘဲမှသွားယူတာမဟုတ်ဘူးဥပဇင်သာသေးသွားရင်ဒီပစ္စည်းတွေကဒီเจ้าကပဲပိုင်မှာပဲ
အသက်80အရွယ်ရောက်ပြီဖြစ်တဲ့ဥပဇင်ကြီးဟာ73နဲ့14နှစ်အရွယ်ကလေးကရဟန်းဝတ်ခဲ့တာမို့အမျိုးသမီးများနဲ့ပတ်သက်တဲ့လောကအတွေ့အကြုံကလည်းလုံးဝမရှိခဲ့ပါဘူး။ဥပဇင်ကြီးရဲ့ကျောင်းပါဝင်ခြင်းမှာသားသမီးမရှိတဲ့မဲချိုးဆိုတဲ့မိုးဆိုးမတစ်ယောက်ရှိပါတယ်။မဲချိုးကအိမ်အောင်ရှင်ယောက်ျားနဲ့ရှုပ်ထွေးတာမျိုးတဲ့ပေါ့ပေါ့ပါပါနဲ့လိမ်မှုဆိုင်ရာကိစ္စတွေကိုစိတ်ဝင်စားသူတစ်ယောက်ပါ။ဥပဇင်ကြီးဥကံမှာငွေကြေးဥစ္စာအများကြီးရှိတယ်ဆိုတဲ့သတင်းကိုမဲချိုးကြားပြီးရဲ့နောက်မှာတော့ဒီဖုန်းကြီးကသူ့ယောက်ျားသားဖြစ်ရင်ဘလောက်ကောင်းမလဲ။သူ့ကိုယောက်ျားဖြစ်နေယူမယ်ဆိုရင်တတိကတော်လိုတက်တောင့်တက်တာနေရတော့မယ်လို့စိတ်ကူးမိပါတယ်။ဒီလိုနဲ့မဲချိုကဒီလိုမကောင်းတဲ့အကျင့်တွေကိုတွေးပြီးတော့သူ့ရဲ့ပထမဆုံးအစီအစဉ်ကိုစတင်လိုက်ပါတယ်။ဥပဇင်ကြီးဥကံနဲ့နီးစပ်ရန်အတွက်သတင်းတီလာစောက်တည်သူတရားနာလူသူအဖြစ်ဟန်ဆောင်ပြီးတော့ဖုံးတော်ကြီးကျောင်းကိုတွားရောက်ခဲ့ပါတယ်။အချိန်ကြာလာတော့ဥပဇင်ကြီးဥကံကမဲချိုရဲ့မျက်နှာကိုတရီထားမိလာခဲ့ပါတယ်။မဲချိုကရုပ်ရည်လည်းလှပတယ်လို့ညနေပေးလည်းကောင်းသူဖြစ်တာမလို့ဥပဇင်ကြီးရဲ့အာရုံကိုဖမ်းဆားနိုင်ခဲ့ပါတယ်။ဒီလိုနဲ့မဲချိုရဲ့ပထမအစဉ်အောင်မြင်သွားတာနဲ့နောက်တစ်ဆင့်အနေနဲ့ဥပဇင်ကြီးနဲ့တဦးတည်းသာတွေ့ဆုံစကားပြောရန်ရဖို့ကြိုးစားခဲ့ပါတယ်။အမျိုးသမီးရဲ့ဆွဲဆောင်မှုကိုအသုံးချပြီးတော့ဥပဇင်ကြီးကိုတက်မှတ်မော်စီပြီးတော့ယူသွတ်သွားအောင်မဲချိုကလှုပ်ဆောင်ခဲ့ပါတယ်။ငယ်စဉ်ကလေးကဥပဇင်ကြီးကပစင်းဝင်ခဲ့ရတဲ့အတွက်ဇနီးတယ်လို့အမြဲဂယူးဆိုင်တဲ့မိမပြိုတူရဲ့ဂယူးဆိုင်မှုကိုမခံစားဘူးလားကြောင့်မဲချိုကိုအလွန်ပဲဥပဇင်ကြီးကချစ်ခင်တွေ့တာမိသွားခဲ့ပါတယ်။ဒီလိုနဲ့အခြေအနေတွေပိုဆိုးမလာခင်ကျောင်းကနေပြီးတော့ဥပဇင်ကြီးကိုယ်တိုင်ကထွက်ပြေးဖို့ဆုံးဖြတ်လိုက်ပါတယ်။ထွက်ပြေးဖို့စီစဉ်တဲ့အခါသူဟာကျောင်းရဲ့3,000နီးပါးရှိတဲ့အငွေတွေကိုသူ့ရဲ့စာအုပ်ထဲမှာလွှဲပြောင်းယူခဲ့ပါတယ်။ဒီပမာဏဟာသူတို့နှစ်ယောက်တဘွားလုံးအလုံးမလုံးဖဲနဲ့တက်တောင့်တက်တာနေဖို့အလုံလောက်တဲ့ငွေပမာဏတစ်ခုပါ။ဒီလိုနဲ့နောက်ဆုံးမှာတော့ဥပဇင်ကြီးဥကံကသင်္ကန်းကိုစုံပြီးတော့လူဝဲလေကမြောက်ပိုင်းဒေသမှာရှိတဲ့မြို့ငယ်လေးတစ်ခုမှာမဲချိုနဲ့အတူအကျဉ်းလေးများအဖြစ်နေထိုင်သွားပါတော့တယ်။အစပိုင်းမှာတော့သူတို့နှစ်ယောက်ရဲ့အိမ်တောင်ကြီးကအေးချမ်းမယ်လို့ထင်ရပေမဲ့မဲချိုကကာမဂုဏ်ကိုမွေးလျော်သူဖြစ်တဲ့အတွက်ငွေဟောက်အိုနဲ့မိမဖြူရဲ့အချင်ဟာမမြဲဘူးဆိုတဲ့ရှေ့စကားအတိုင်းပါပဲ။နှစ်တောင်မပြေသေးခင်မှာပဲမဲချိုကခင်မုန်းအိုကိုညီးငွေလာပြီးတော့အခြားလူငယ်တယောက်ကိုစပြီးတော့ချစ်ကြိုက်ခဲ့ပါတော့တယ်။အဲ့ဒီအချိန်မှာတော့မဲချိုဟာဥပဇင်ကြီးယခုလူဝဲလည်းဖြစ်တဲ့လူကြီးကိုတိုက်ခိုက်ပြီးတော့ကျောင်းငွေတွေကိုထွက်ပြေးယူရန်ကြိုးစားခဲ့တယ်လို့မျိုးဒီတခါလေပိုင်ဆိုင်မှုတွေကိုလှည့်စားယူဖို့ကြံစီပါတော့တယ်။မဲချိုဟာသူ့ခင်မုံအိုကိုပိုင်ဆိုင်မှုတွေအများကြီးရှိတဲ့အတွက်တနေ့နေ့သူတို့တွေတခုခုဖြစ်ရင်ဘသူကဂယူးဆိုင်ပါလဲ။သားသမီးလည်းမရှိအမွေဆက်ခံမဲ့သူမရှိတဲ့အတွက်သူ့ကိုပိုင်ဆိုင်မှုအလုံးသူ့ရဲ့နာမည်နဲ့လွှဲပြောင်းပေးဖို့တောင်းဆိုခဲ့ပါတယ်။ဥပဇင်ကြီးဥကံကလည်းမဲချိုကသူ့ရဲ့အချစ်ဆုံးသူအယုံကြည်ရာဆုံးသူဖြစ်တဲ့အတွက်ကြောင့်မဲချိုကသူ့ဘဝရဲ့အနောက်ဆုံးခုံလုံးရပဲလို့ယုံကြည်နေခဲ့တဲ့အတွက်မဲချိုရဲ့အကြံစီကအောင်မြင်သွားခဲ့ပါတယ်။ဆန္ဒပြေးဝသွားတဲ့မဲချိုကဥပဇင်ကြီးကိုနေတိုင်းလိုရံပွဲများစတင်ခဲ့ပါတယ်။ဥပဇင်ကြီးကချစ်ခင်တွေ့တာလုံးလို့တီးခံခဲ့ပေမဲ့တရက်မှာတော့မဲချိုကအခြားယောက်ျားတစ်ယောက်ကိုအိမ်ထဲကိုခေါ်လာပြီးတော့ဥပဇင်ကြီးကိုအိမ်ကနေပြီးတော့မောင်းထုတ်လိုက်ပါတော့တယ်။ဥပဇင်ကြီးဟာသူ့အချစ်ဆုံးနဲ့အယုံကြည်ရဆုံးသူရဲ့လှည့်စားမှုကိုခံရပြီးတော့ဘဝတစ်ခုလုံးဗလာဖြစ်သွားတဲ့အခါမှာတော့ယူမတက်ခံစားခဲ့ရပါတယ်။ဒါပေမဲ့စိတ်ကိုထိန်းချုပ်ပြီးတော့အစာအဆုံးဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာတွေကိုပြန်စဉ်းစားလိုက်တဲ့အခါမှာတော့သူ့ရဲ့ကံကြမ္မာဟာသူ့ရဲ့လိုရဲ့ကြောင့်ဖြစ်ရတယ်ဆိုတာကိုသဘောပေါက်သွားခဲ့ပါတယ်။ဒါဟာတစ်ချိန်ကသာသနာအမွေဖြစ်ခဲ့တဲ့လူတွေကိုကောင်းမှုလို့ဖို့မကောင်းမှုတွေကိုရှောင်ဖို့တရားဟောခဲ့တဲ့သူပါ။ဒါပေမဲ့သူကိုယ်တိုင်ကသာသနာကိုအခွင့်ကောင်းယူပြီးတော့ရုပ်ဖြတ်ကကိုကျိုးစီးပွားအတွက်အလုပ်ဆောင်ခဲ့ပါတယ်။ဒါရကဒကမတွေရဲ့တရားတရားကိုလည်းအလေးမထားခဲ့ပါဘူး။ဥပဇင်ကြီးဟာသူ့ရဲ့လုပ်ရက်တွေကအရန်ကိုဖော်မပြနိုင်အောင်စိုးသွန်းတယ်လို့ခံစားရပြီးတော့သူ့ရဲ့နောက်ဆုံးအကျိုးဆက်ကသူကျိုးလွန်ခဲ့တဲ့ရာဇဝဲမှုတွေအတွက်တင့်တော်ပါတယ်။တကယ်ဆိုဓာတ်တောင်နှဲပါသေးတယ်လို့ယူဆခဲ့ပါတယ်။နောက်ပိုင်းမှာတော့ဥပဇင်ကြီးဥကံကအလဲပိုင်းဒေသဘုံတော်ကြီးကျောင်းတစ်ကျောင်းမှာတွားရောက်နေထိုင်ခဲ့ပြီးတော့သူ့ရဲ့ဘဝရဲ့ကြံရှိနေတဲ့အခြေအနေကိုကျောင်းလုပ်တွေအားလုံးကိုကူညီလုပ်ကင်ပေးခဲ့ပါတယ်
ပြင်မာအလုပ်တွေကိုရှာဖွေပြီးတော့ရတဲ့ဝင်ငွေတွေကိုလည်းကျောင်းကိုလှူဒန်းပေးခဲ့ပါတယ်။ဒါဟာအတိတ်ကအမားတွေကိုပြန်လည်ပြင်ဆင်ဖို့ပဲဖြစ်ပါတယ်။အတိတ်ကသူမှာယွန်ခဲ့မှုတွေအားလုံးကိုဖျောက်ဖျက်နိုင်မှာမဟုတ်ပေမဲ့သူ့ရဲ့နောင်တတရားနဲ့ကောင်းမှုကုသိုလ်တွေနဲ့ပဲဘဝကိုအဆုံးသတ်ခဲ့ရပါတော့တယ်။ပိသက်ကြီးရှင်ပုံမြင်လေးကတော့ဒါပါပဲ။နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ပုံမြင်များစွာကိုဆက်လက်တင်ဆက်ပေးမှာဖြစ်လို့ channel လေးကို subscribe လေးမလုပ်ရသေးရင်နှိပ်ခဲ့ပြီးတော့ပုံမြင်အသစ်များတင်နိုင်သိရှိရဖို့အတွက်ဘေးက notification ခေါင်းလောင်းလေးကိုလည်းနှိပ်ပေးခဲ့ကြပါအောင်ရှင်။